ဒီနေ့ကျောင်းမတက်ဘူးလား တက်လို့ ဘာလို့မတက်တာ တက်နေဘိုး ဟမ် တက်နေဘိုး နှစ်တန်းနဲ့ပွဲယူ ဩနှစ်တန်းနဲ့ဘွဲယူလိုက်တာဟောမင်းရလေကွာမိုက်လိုက်ရှိလားနှစ်တန်းနဲ့ဘွဲရပါပြီပေါ့အဲ့ကျောင်းဆက်မတက်တော့ဘူးပေါ့ တက်လို့ ကျောင်းမတက်ရှင်ဘူးလား ရ ကျောင်းမတက်ရှင်တော့ဘူးလား တက်ချင် ဟမ် တက်ချင် တက်ရှင်တယ်ကျောင်းတက်ရှင်တယ် ဟုတ်တယ်လာမယ်ဟုတ်တယ် ဟောအခုမတက်တာဘယ်လောက်ကြာပါ ਈ တော့ ကြားမကြသေးပါဘူးနှစ်လားကြော်မရှိ ဩနော်နှစ်လကျောင်းမတက်တာအဲ့လောက်ပဲရှိသေးရ ဘယ် လား တော့ပြန်ထားမယ် ဟမ် ပြန်ထားဘယ်ပြန်ထားမယ်ပြော2နာရီတောင်းစင်းလေဒီပြေးလာ ဘာလို့လဲ ဟမ် ဘာလို့လဲ တော့မလေးလို့ အလုပ်ရပါလေဩအလုပ်ကလုပ်ရှင်သေးရဲ့ ဟုတ်ချင် ဟဲ့လား တော့လည်းတက်ချင်လို့လေလို့ အော်ကျောင်းနဲ့တက်ရှင်တယ်အလုပ်နဲ့လုပ်ရှင်တယ်မင်းဒီမှာလုပ်တော့မမောဘူးလားမပင်မဘူးလား မပြမပြော့တယ် ပြောရလားဟောအလုပ်လုပ်နေရရင်ပြောတယ်ကျောင်းနဲ့တက်ရှင်တယ်စာကြက်မှာမပြင်းဘူးလား စကြက်မပြီးတကယ်ကြီးရှိ ဟဲ့လား စာရီမြတ်တကယ်ကြီးရကိုကြည့် မင်းကငကိုကလေးအသားမဲရလားအခုဒီမှာလုပ်လို့မဲရလား ဒီတော့တော့တိတ်မမဲဒီရောက်တော့မှမဲမဲ အပူမဲပါ ပြတ်ဆုံး အဖေကဆုံးသွားပြီဩဟမ် အဖေကဆုံးသွား အေးလေအဖေပြောတာလေမင်းလည်းတော့ငါမျိုးပြောတော့မားလို့လားတော့ဟောအဖေကဆုံးသွားပြီအမေပဲရှိရလား မိပဲရှိ အမေပဲရှိတာအမေလားဟောကျောင်းထားပေးမဲ့လူရှိရင်မင်းကျောင်းပြန်နေမှာမလားကျောင်းထားပေးမဲ့လူရှိရင်ကျောင်းတက်မှာမလားဒီမဟုတ်ဘူးအကိုတို့ကူညီနေလားရှိရင်ကူညီပြလို့ရအောင်လို့